ခမရအခုတကယ်ပူပန်နေတဲ့အရာတွေထဲက90ရာခိုင်နှုန်းလောက်ဟာလေတကယ်တမ်းကျတော့ဘယ်တော့မှဖြစ်မလာဘူးဆိုတာခမရသိလားမြတ်ဗုဒ္ဓကအနာဂတ်နဲ့ပတိကိန်ခေဆိုပြီးတော့မရောက်သေးတဲ့အနာဂတ်ကိုကြိုပြီးတန်းတမနေနဲ့လို့ဟောကြားတော်မူခဲ့ပါတယ်တကယ်တော့လူတွေဟာလက်ရှိဖြစ်စုပန်မှာတဲ့တဲ့ရှင်သာနေကြတာမဟုတ်ဘူးဗျသူတို့ရဲ့စိတ်ကူးရင်အကြောက်တရားတွေထဲမှာပဲတဝဲလဲလဲနဲ့နစ်မြုံနေကြတာပါမှတ်ထားပါခမရရဲ့စိတ်ပူပန်မှုတွေဟာပြဿနာကိုလည်းမဖြေရှင်းနိုင်သလိုခမရရဲ့ဒီနေ့ခေတ်စွမ်းအင်ပလီကိုပဲအလဟတ်တာခိုးယူသွားပါလိမ့်မယ်တကယ်လို့ကြောက်စိတ်တွေဝင်လာပြီဆိုရင်ကိုဒီလိုလေးပြန်မေးကြည့်လိုက်ပါအခုဒီအချိန်မှာငါမှအသက်ရှူဖို့လေရှိနေလားအခုငါရှိမှာတကယ်တမ်းအန်ဒီရှိနေလားအဖြေကမရှိဘူးဆိုရင်တော့လက်ရှိအချိန်ကိုပဲချက်ချင်းပြန်လာခဲ့ပါအနာဂတ်ဆိုတာခမည်းရဲ့ဒီနေ့လှုပ်ဆောင်ချက်တွေပေါ်မှာပဲလုံးဝမူတည်နေတာပါဒီနေ့ကိုကောင်းအောင်နေရင်မနှက်ဖြန်ဆိုတာအလိုလိုကောင်းလာမှာအသေးချပါပဲမရောက်သေးတဲ့အနာဂတ်ကိုကြောက်နေတာထက်ဒီနေ့ကိုအကောင်းဆုံးဖြတ်တန်းသွားခြင်းတယ်ဆိုရင်တော့ comment မှာ present လို့ရေးခဲ့ပေးပါဦး